လာမဲ့တောက်ကြတဲ့ညမှာမြင်တွေ့ရမယ့်မြန်မာ fighter ၄ဦးရဲ့ပွဲကြီးပွဲကောင်း၄ပွဲပွဲစဉ်တစ် The main event hype ရေရင်နောင် vs Johan Gazali ဒီပွဲကတော့ပောက်ကွဲအားအကောင်ဆုံးပွဲပါတစ်ဖက်ကမလေးရှားအမေရိကန်သွေးနောလူငယ်ကျင်းပွင့်ဂျိုဟန်ဂျိုဂျိုဖွပြီးတစ်ဖက်ကတော့မြန်မာမာနဲ့ရဲရင်နောင်ပါလူငယ်ကျင်းပွင့်ဂျိုဂျိုကိုရဲရင်နောင်ကအလဲထိုးပြနိုင်မလားတကဘာလုံးကစောင့်ကြည့်နေတဲ့ဒီပွဲမှာမြမလက်ဝက်အခြေခံနဲ့ရဲရင်နောင်ရဲ့ထိုးနှက်ချက်တွေကဘလောက်အစွမ်းချမလဲဆိုတာတောက်ကြညမှာအထီထွက်ပါတော့မယ်လူငယ်ချင်းအားဖိုင်ပွဲမို့အကျိတ်နဲ့ရှိမှတေးကြတယ်ပွဲစဉ်နှစ် The Strategic Clash စောမင်မင် vs Dish Wallet Silk Muay Thai စောမင်မင်ကအတွေ့အကြုံရင့်ပြီးတင်းငိမ်တဲ့ကစားသမားပါထိုင်းကစားသမားနဲ့ရှင်ပြိုင်ရမှာဖြစ်လို့နီးစနစ်ပိုင်းအားပြိုင်မှုရှိမဲ့ပွဲစဉ်တစ်ပွဲပါဒီငိမ်ပြီးထက်မြက်တဲ့စောမင်မင်းရဲ့ဒုတိယမြောက်တိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ထိုင်းမြေမှာထိုင်းကစားသမားနဲ့ရင်ဆိုင်ရမှာဖြစ်လို့စိန်ခေါ်မှုကြီးပေမဲ့စောမင်မင်းရဲ့နီးစနစ်ကြကြတိုက်စစ်တွေကပရိသတ်ကိုအကြိုက်တွေ့စေမှာပါ။ပွဲစဉ်3 The Power Hitter စိုးနောင်ဦး vs Face Era 1စိုးနောင်ဦးကအားပါတဲ့လက်သီးချက်တွေကြောင့်လူသိများပါတယ်။ကြိုင်ဘက် Face Era 1ကလည်းနမဲကြီးကလပ်ကဖြစ်တဲ့အတွက်မာထန်ထန်နဲ့ကစားတတ်တဲ့ကစားသမားတစ်ယောက်ပါ။စိုးနောင်ဦးရဲ့ခွန်အားပါလက်သီးချက်တွေကြ Face Era 1ခံနိုင်ရရှိပါမလားစိုးနောင်ဦးကမြမမှန်ကိုအားလုံးရှေ့မှာထပ်မံတက်တည်ပြဖို့အဆင်သင့်ဖြစ်နေပါပြီပွဲစဉ်၄ The Rising Star လင်းထက်အောင် vs Haruyuki Tanis လင်းထက်အောင်နဲ့ဂျပန်ကစားသမား Haruyuki တို့ရဲ့ပွဲပါဂျပန်ကစားသမားတွေရဲ့မြန်နှုံးကိုလင်းထက်အောင်ကဘလို့တုံ့ပြန်မလဲဆိုတာစိတ်ဝင်စားစရာပါလင်းထက်အောင်ရဲ့မြင်မစိတ်တောက်နဲ့ဂျပန်ကစားသမား Haruyuki တို့ရဲ့ပွဲတစ်ပွဲလင်းထက်အောင်နေနဲ့ဝိုင်းရဲ့စင်မြင့်ထက်မှာသူ့ရဲ့ခြေစွမ်းကိုအပြည့်အဝချပြနိုင်မဲ့အခွင့်အရေးတစ်ခုဆိုလည်းမမှားပါဘူး